ကျွန်တော်တို့အာယုဘာလဓမ္မယုံကြီးမှာပြီးခဲ့တဲ့တင်းကြံတွင်ကာလမှာတော်တော်ဝတ်ဆင်ကြတဲ့ယဟန်တန်ဃာတော်များရဲ့သင်္ကန်းများကိုကျွန်တော်တို့ပြန်လဲလျှော်ဖို့အမွေးစီထက်မိဘူးတိုက်ချင်းပြောရရင်ကျွန်တော်တို့ပြန်သိမ်းဆဲဖို့အတွက်အာယုဘလဓမ္မယုံကြီးမှာယခုဆိုလို့ရှိရင်တော့တန်ရှင်းရေးမှအစကျွန်တော်တို့နေ့စဉ်ကုသိုလ်ယူလျက်ရှိပါတယ်ကျွန်တော်တို့ဝါရင်းကာလလည်းနီးပြီဖြစ်တဲ့အတွက်ဝတ္တိများကိုကျွန်တော်တို့ထမှန်ဖြစ်ဆွဲခြင်းအသက်လဲလှယ်ခြင်းများနဲ့အတူရေရှည်တည်တံ့ခိုင်မြဲစေရေးနဲ့တန်ရှင်းတရက်စွာကျွန်တော်တို့ဆုံးလောင်းတဲ့နေရာမှာလဲကျွန်တော်တို့လိုင်သာမြို့နယ်ကျောင်း19ကျောင်းနဲ့ဒီလရှင်2ကျောင်းစုစုပေါင်းဝါဆိုဝါကတ်တော်မူသောတန်ဃာတော်အရှင်သူမြတ်409ပါးတို့အားကျွန်တော်တို့ဆွန်ကြာသာပတိနေ့တိုင်းလောင်းလူချင်းနဲ့ဝါရင်ဥပုံနေတိုင်းဆွန်ကျွေးကြမယ်ကျွန်တော်တို့အာယုဘာလဓမ္မယုံရဲ့အကျိုးတော်ဆောင်များကျွန်တော်တို့ဗပောင်းဆုံးမှာဒါတာဝန်ထမ်းဆောင်ပြီးတော့ကျွန်တော်တို့အာယုဘာလရဲ့အလှပကေးတွေပေါ့ဗျာကျွန်တော်တို့အိမ်သာဆိုရင်လည်းကျွန်တော်တို့တန်းရှင်းရှင်းနဲ့ဗပောင်းဆုံးမှာလိုအပ်တာမရှိအောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေပါတယ်ဒါကြောင့်မလို့လူရန်ထားတဲ့လူရှင်လူမတွေအားလုံးလည်းစိတ်ကြမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်တို့အာယုဘာလဓမ္မယုံကြီးကိုဆက်သွယ်လူရန်လို့လည်းချိန်ခါမီကျွန်တော်တို့နဲ့ဆက်သွယ်ပြီးတော့မိမိတို့တဆွမ်းနဲ့ဆရာတော်သံဃာတော်များကြာသာပတိနေ့နန္ဒတိုင်းဆွမ်းလောင်းလူချင်းများဒုတိမမဟုတ်ဝါရဥပုပ်ဆွမ်းကျွန်တော်တို့နေ့လေအာဟာရထမင်းကျွန်တော်တို့ကျွေးမွေးခြင်းများကိုလည်းမိမိတို့လိုရှိရာကိုကျွန်တော်တို့ကျွေးမွေးနိုင်ဖို့အတွက်အခုဆိုလို့ရှိရင်တော့ဘောဓနာဆောင်ကြီးဟာကျွေးပြားများခင်းခြင်းအမိုးမျက်နှာကျက်များတက်ဆင်ခြင်းနဲ့အမိုးများအသက်လဲလှယ်ခြင်းများကိုကျွန်တော်တို့ဆောင်ရွက်ပြီးစီးခဲ့ပါပြီအားလုံးပဲလူရှင်လူမတွေစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်တို့ဗပောင်းဆုံးတောင်ပေါင်းဆုံးမှာအမျိုးဘာသာသာသနာအတွက်ကျွန်တော်တို့တဆွမ်းတဲ့ဘက်ကနေပြီးတော့များသူငါလူရန်ထားတဲ့အလူငွေများကိုကျွန်တော်တို့စမ်းရှိတ်များအမိုးများတက်ဆင်ခြင်းဝင်းရံတကားများအသက်လဲလှယ်ခြင်းများနဲ့ကျွန်တော်တို့မိပိုင်းဆိုင်ရာများကိုလည်းကျွန်တော်တို့အသက်ထမှန်တက်ဆင်ပြီးကျွန်တော်ဆောင်ရွက်ပြင်ဆင်နေပါတယ်ဒါတော့ကျွန်တော်တို့ဘာတွင်ကာလမှာကျွန်တော်တို့သူတော်ကောင်းသူတော်စင်များစိတ်အေးချမ်းမှချမ်းသာစွာဖြင့်ဥပုံနေတိုင်းမှာသီလတရားနှင့်နိဗ္ဗာန်ရောက်ကြောင်းတရားများကိုကြွားရောက်ရှင်းမြင်တော်မူသောဆရာတော်သံဃာတော်များသတင်းသုံးမြင့်နေရာဥပုပ်တယ်များအေးချမ်းစွာကျွန်တော်တို့တရားနာယူရင်တော့အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့မတ်တက်စတမ်အဲအကုန်းများကိုလည်းကျွန်တော်တို့အလူငွေများဖြင့်ကျွန်တော်တို့အသက်ထမှန်ထည့်ထားပါတယ်ပြင်ဆင်နေပါပြီ
အားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ